ကဘာပေါ်မှာရှိတဲ့တချို့သောမွေမျိုးစိတ်တွေဟာအနှစ်40လောက်ထိအသက်ရှင်နိုင်တယ်ဆိုတာသင်တို့သိပါသလားမွေတွေဟာမွေမျိုးစိတ်အလိုက်အသက်ဘယ်လောက်ထိရှည်ကြလဲဆိုတဲ့ဗဟုသုတကိုသိရှိခြင်းရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်လိုက်ကြရအောင်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့တတ္တဝါတွေထဲမှာမွေတွေဟာအများစုအတွက်စိတ်ဝင်စားစရာအကောင်းဆုံးနဲ့တခါတရံမှာကြောက်စရာအကောင်းဆုံးတတ္တဝါတွေထဲကတစ်ခုဖြစ်ပါတယ်သူတို့ဟာသားခေါင်ကိုမြို့ချပုံနဲ့အရေးကွန်လဲပုံတွေကြောင့်ထူးခြားနေသလိုသူတို့ရဲ့တက်တန်းရှည်ခြင်းကလည်းအံ့အားသင့်စရာကောင်းလာပါတယ်။တောထဲမှာနေထိုင်ရတဲ့မွေတွေရဲ့တက်တန်းဟာပုံမှန်အားဖြင့်သိပ်မရှိလှပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့တဘာဝရန်သူတွေဖြစ်တဲ့လင်းယုံမြေခွေးနဲ့ဖြန်ကဲသို့သောသားရဲတိရစ္ဆာန်တွေရဲ့ရန်ကိုအမြဲတမ်းကြောက်ရွံ့နေကြရလို့ဖြစ်ပါတယ်။ဒါအပြင်ရာသီဥတုနဲ့အစာရှားပါမှုတွေကြောင့်လည်းအသက်တိုကြရပါတယ်။အပူလွန်ကဲခြင်း၊အေးခဲခြင်းနဲ့အစာရေစာရှားပါခြင်းတို့ကြောင့်လည်းတက်တန်းကိုတိုးစေတဲ့အဓိကချက်တွေအဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဒီလိုအခက်အခဲတွေကြောင့်တောထဲကမွေအများစုဟာပြင်းပြ9နှစ်ကနေ15နှစ်အတွင်းသာအသက်ရှင်နိုင်ကြပါတယ်။ဒါပေမဲ့လည်းလူသားတို့ရဲ့ပြုစုဆောင်ရှားမှုအောက်မှာနေထိုင်ရတဲ့မွေတွေရဲ့သဘာဝကတော့ပုံမှန်ထက်ပိုပြီးတော့မှတက်တန်းရှင်နိုင်ကြပါသေးတယ်။အိမ်မွေးတိရစ္ဆာန်တွေအဖြစ်လူကြိုက်များတဲ့ကြီးမားတဲ့အမွေမျိုးနယ်တွေဟာနှစ်ပေါင်းများစွာအသက်ရှင်နိုင်စွမ်းရှိကြပါတယ်။ဥပမာအားဖြင့်ဘောပတ်သွန်လို့ခေါ်တဲ့ဘောလုံးစပတ်အုံးမွေဒီမွေတွေကတော့အိမ်မွေးမွေတွေထဲမှာတက်တန်းရှည်ဆုံးတွေကတစ်မျိုးဖြစ်ပြီးအနှစ်20ကနေအနှစ်30ကျော်40အထိအလွဲတကူရှင်သန်နိုင်ကြပါတယ်။မှတ်တမ်းတစ်ခုအရဘောလုံးစပတ်အုံးမွေတစ်ကောင်ဟာ48နှစ်အထိတောင်မှအသက်ရှင်ခဲ့ပူပါတယ်။နောက်ပြီးဘိုအာကွန်စထရတာလို့ခေါ်တဲ့ဘိုအာမွေမျိုးစိတ်တစ်မျိုးဟာဆိုရင်လေဂယုတစိုက်မွေးမြူထားမယ်ဆိုပါကအနှစ်30ကနေအနှစ်40နီးပါးအထိသက်တမ်းရှည်နိုင်ပါတယ်။ခွန်စနိတ်လို့ခေါ်တဲ့ပြောင်းမွေတွေဟာလေအိမ်မွေးမွေတွေအဖြစ်ပြုစုရလွယ်ကူပြီးပြင်းပြအားဖြင့်အနှစ်20ကျော်အထိအသက်ရှင်သန်နိုင်ကြပါတယ်။ဒါကြောင့်မလို့မွေတစ်ကောင်ရဲ့သက်တမ်းဟာသူတို့ရဲ့မျိုးစိတ်နဲ့ဘလို့ပတ်ဝန်းကျင်မှာရှင်သန်နေထိုင်ရတယ်ဆိုတဲ့အပေါ်အလုံးစုံမူတည်လျက်ရှိပါတယ်။ဒါပေမဲ့လည်းကြီးမားတဲ့စပတ်အုံးမွေနဲ့ဘိုဝါကဲသို့သောတားသားတတဝါကြီးတွေကတော့လူသားတွေရဲ့အိမ်မွေးတိရစ္ဆာန်တွေလိုပဲနှစ်ပေါင်းများစွာကြာအောင်အသက်ရှင်နိုင်တဲ့စွမ်းရည်ရှိကြပြီးသူတို့ဟာတဘာဝရဲ့အံ့ဩစရာကောင်းတဲ့တက်တန်းရှည်တတဝါတွေအဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။